皆さんこんにちはအားလုံးပဲမင်္ဂလာပါဝင်းမှာဒီဗီဒီယိုလေးမှာစမ်းဆွေရေးဆက်ပါတဲ့အန်တူခန်းကြီးစလုံးလေးတွေကိုဆွပြီးတော့ပြပြပေးသွားမှာပဲအဲ့တော့လောလောဆယ်ဒီရေးဆက်ပါတဲ့အန်တူခန်းကြီးလေးတွေကဒီ12လုံးရှိရပေါ့နော်လောလောဆယ်တော့ရွေးထုတ်တာ12လုံးရှိပါတယ်အဲ့ဒီ12လုံးကိုဗီဒီယိုခွဲပြီးတော့ပဲဖြစ်ဖြစ်ပြပြပေးသွားမှာပဲအဲ့တော့ဘယ်လိုပုံစံနဲ့ပြပြပေးသွားမလဲဆိုရင်အရင်ဆုံးသူ့ရဲ့ဒီခန်းကြီးရဲ့အတန်ထွက်ရဲ့ပြီးရင်မြန်မာလိုအဓိပ္ပာယ်ရဲ့ပြီးရင်နောက်တစ်ခုကကြတော့ဒီ N3 N2 level ရောက်လာပြီဆိုရင်ဒီခန်းကြီးကျက်တဲ့နေရာမှာပေါ့နော်ခန်းကြီးတွဲလုံးတစ်လုံးဖြစ်ဖြစ်နှလုံးဖြစ်ဖြစ်တွဲမှတ်ရပါတယ်အဲ့ဒီခန်းကြီးတွဲလုံးဂျပန်လိုဆိုရင်ဂျူကုကောလို့ခေါ်ပါတယ်အဲ့ဒီဂျူကုကောတစ်လုံးစီကိုပါဥပမာပေးပြီးတော့ရှင်းပြပေးသွားပါမယ်အဲ့တော့ပထမဆုံးအလုံးစလုံးလေးကဘာဖြစ်မလဲကြည့်လိုက်ကြအောင်ပထမဆုံးစလုံးလေးကဒီEki လို့ခေါ်တဲ့အရေးဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ तू ကဘလို့အရေးမျိုးလဲဆိုရင်ဓာတုပေတာသဘောတရားအရာဝတ္ထုတွေမှာအဆိုင်အခဲအရေးအငွေ့ဆိုပြီးတော့အခြေအနေ၃မျိုးနဲ့တရှိပါတယ်အဲ့တော့အဲ့ဒီအခြေအနေ၃မျိုးမှာအရေးအခြေအနေဖြစ်တာကိုဂျပန်လိုဆိုရင်Eki တိုင်လို့ခေါ်ပါတယ်ဒီခန်းကြီးလေးကဘလို့ဖတ်လဲဆိုရင်Eki တိုင်လို့ဖတ်ပါတယ်Eki တိုင်လို့ဖတ်ပါတယ်အဲ့တော့ तू ကအရေးနဲ့ပတ်သက်တဲ့ခန်းကြီးဖြစ်တဲ့အတွက်ရေးဆက်ပါမယ်ဆန်းဆွေဆိုတဲ့ဒီရေစက်ခန်းကြီးလေးပါမယ်ပေါ့နော်ဆန်းဆွေဆိုတဲ့ဒီရေစက်ခန်းကြီးလေးပါမယ်ပြီးရင်အနောက်ကခန်းကြီးကမင်းသားစံတို့ N4 မှာတွေ့ဘူးမှာပါဘာလဲဆိုရင်ယောရုဆိုတဲ့ခန်းကြီးလေးပါညဘက်ဆိုတဲ့ခန်းကြီးလေးပါပန်းစရာတိတ်ရေးလို့မကောင်းအစ်စ်ပြောင်းတော့ခန်းကြီးကဆိုးရွားအဲ့တော့ယောရုဆိုတဲ့ခန်းကြီးလေးပါအဲ့တော့လူတွေကလေမနက်ပိုင်းနဲ့ညပိုင်းထက်ဆိုင်ရင်ဒီညပိုင်းမှာပေါ့နော်ဒီအရေးဆိုတဲ့ဘီယာတို့အရက်တို့ပို့ပြီးတော့တောက်ကြပါတယ်အဲ့တော့အရေးဆိုတဲ့ဘီယာတွေအရက်တွေကိုညဘက်မှာတောက်လေးတောက်တာရှိရပေါ့ဒါမှမဟုတ်ကိုက N2 level ရောက်နေလို့ခန်းကြီးစလုံးတွေကိုမှတ်မိရဆိုရင်မှတ်နည်းနဲ့မှတ်ဖ ೇನೆ ဒီအရေးနဲ့သက်ဆိုင်တော့မလို့ရေးဆက်ပါတယ်အနောက်မှာညခန်းကြီးလေးပါတယ်ဆိုပြီးတော့အဲ့လိုမြန်လေးချက်သွားရင်လည်းရတယ်ပေါ့နော်โอเคနောက်ထပ်နံပါတ်2စလုံးလေးတွားလိုက်ကြရအောင်နံပါတ်2ကတော့ဒီစလုံးလေးကတော့ရင်းနှီးကျွမ်းဝင်မယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ N5 စတင်နေကဒီစလုံးရဲ့အစိပ်ပိုင်းတချို့ကိုတင်ဘူးတယ်ပေါ့နော်အဲ့တော့ तू ကဘာလဲဆိုရင်ဂျောလို့ခေါ်တဲ့ငါးဖက်လုပ်ငန်းကိုပြောတာပါအဲ့တော့ဒီခန်းကြီးလေးအတန်ထွက်ဘလို့ဖတ်လဲဆိုရင်ဂျောလို့ဖတ်ပါမယ်နောက်ကဂျောဆိုတဲ့လုပ်ငန်းပေါ့နော်ကြောအဲ့တော့ငါးဖက်လုပ်ငန်းဆိုတဲ့အတိုင်းပဲသူ့ရဲ့ခန်းကြီးမှာပါလဲဆိုရင်ဒီစကာနာဆိုတဲ့ဒီငါးခန်းကြီးလေးပါပါတယ်ဒါလေးက N5 မှာတွေကတင်ရတာစကာနာဆိုတဲ့ငါးခန်းကြီးလေးပေါ့နော်ဒီအလေအစိပ်ပိုင်းလေးကအဲ့တော့ငါးဖက်နေဆိုတာလေရေနဲ့သက်ဆိုင်တဲ့လုပ်ငန်းဖြစ်တဲ့အတွက်ဘာပါမလဲဆိုရင်အရှိမရေစက်ခန်းကြီးလေးပါပါမယ်အဲ့တော့ကြောဆိုတဲ့ငါးဖက်လုပ်ငန်းဆိုရင်ရေနဲ့သက်ဆိုင်တဲ့အတွက်ရေပါမယ်ငါးဆိုတဲ့အတွက်ငါးခန်းကြီးလေးနဲ့နှစ်ခုပေါင်းလိုက်ရင်ကြောဆိုတဲ့ငါးဖက်လုပ်ငန်းဖြစ်သွားပါပြီဒီထိကလွယ်သေးရဲ့နော်โอเคအဲ့ဆိုရင်နောက်တစ်လုံးကြည့်လိုက်ရအောင်အဲ့တော့သုံးလုံးမြောက်စလုံးလေးပေါ့နော်သုံးလုံးမြောက်စလုံးလေးကခါဝါဆိုတဲ့မြစ်ဆိုတဲ့စလုံးလေးပါအဲ့တော့ N5 စတင်တော့ကခါဝါဆိုပြီးတော့မြစ်ဆိုပြီးတော့တင်ခဲ့ရပါတယ်အဲ့ဒါကတော့ N5 level မှာဆိုရင်ဒီအနောက်ကဝိုင်းပြထားတဲ့စလုံးလေးကမြစ်ဆိုတဲ့ခန်းကြီးလေးဖြစ်မှာပါအဲ့တော့ N2 မှာလည်းနောက်ထပ်ခါဝါဆိုပြီးတော့ထပ်ပြီးတော့တင်ရပါမယ်အဲ့တော့ဘာကွာလဲဆိုရင်ဒီ N2 ကစလုံးက N2 ဆိုတဲ့အတိုင်းပဲသူကပုံမြင့်နေပေါ့နော်သူ့ရဲ့မြစ်ပေါ့အနောက်ကဒီခါဝါလေးကကြတော့နည်းနည်းချောင်းလို့ပါလို့နည်းနည်းအနှဲငယ်သေးတဲ့ပုံစံမျိုးကိုပြောတာပါဒါပေမဲ့နှစ်ခုလုံးရဲ့အတိတ်ပဲကတော့ဒီမြစ်တို့ချောင်းတို့အတိတ်ပဲပါပဲအဲ့တော့သူကခါဝါလို့ဖတ်တယ်ဒီသူ့ရဲ့ဂျူကုကောလေးကဘလို့ဖတ်လဲဆိုရင်အရှိကခါပါအနောက်ကဆန်ခါဆန်လို့ဖတ်ပါတယ်မြစ်လို့အတိတ်ပဲရပါတယ်ခါဆန်မြစ်လို့အတိတ်ပဲရပါတယ်အဲ့တော့သူ့ရဲ့မှတ်နည်းကမြစ်ဆိုတာလေဒါရေနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်မဖြစ်မနေစမ်းဆွေဆိုတဲ့ဒီရေစက်လေးပါပါမယ်အရှိကရေစက်လေးပါမယ်ပြီးရင်အနောက်ကကျတော့ဒီ N3 မှာတင်ခဲ့ရတယ်ပေါ့နော်ဂျေခါနိုဆိုတဲ့အတိတ်ပဲလေးပေါ့နော်အနောက်ကခါနိုဆိုပြီးတော့ဖြစ်နိုင်တယ်ဆိုတဲ့ခါလေးပေါ့အဲ့တော့အဓိကမှတ်မှာတော့သူ့ရဲ့ဆွဲချက်လေးမှတ်မယ်ပေါ့နော်ခါဝါမြစ်ချောင်းဆွဲရဲ့အတွက်ရေးပါမယ်
ပြီးရင်ဒီအနောက်ကခလေးပေါ့ခါနိုးဆိုရဖြစ်နိုင်တော့ဆိုရအရှိရရေစက်လေးမပိုင်ခါနိုးဖြစ်နိုင်တော့ဆိုရခန်းကြည့်ရပါတော့တကယ်လို့ကိုကစာမေးပွဲမှာမေးသွားရင်တော့မှဒီရေပါတဲ့အတွက်ရေနဲ့သက်ဆိုင်တဲ့စကားလုံးတစ်ခုခုပါလားဆိုပြီးတော့အဲ့လိုမျိုးမှန်းဆပြီးတော့ဒီဘာသာပြန်လိုက်တာမျိုးတို့ဒီဒုတ်ကိုင်းနေမှာပါလိုက်ပေါ့နော်လို့မှန်းဆပြီးတော့ဘာသာပြန်လိုက်တာတို့ဒီခန်းကြီးရွေးတဲ့နေရာမှာလေရေနဲ့သက်ဆိုင်တာလားလို့ဘာလို့ပေါ့နော်အဲ့လိုမျိုးမှန်းဆလို့ရတယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခုကကြတော့ရှီအိုလို့ဖတ်ပါတယ်ရှီအိုစားမဟုတ်ပါဘူးမြန်မာလိုအဓိပ္ပာယ်ဒီပါဒီဆိုတာဟိုရီတော့မဟုတ်ပေါ့နော်ဒီဆိုတာကဒီလားပုံမှုတည်ပြီးတော့လားပြည့်တဲ့အချိန်လားဆုပ်တဲ့အချိန်လားပုံမှုတည်ပြီးတော့ဒီပင်လေရေတက်လာတာပင်လေရေကျသွားတာပေါ့နော်အဲ့ဒါကိုပြောတာပေါ့နော်ဒီဆိုတာအဲ့တော့သူ့ရဲ့ခွန်းရော်မီကရှီအိုးလို့ထွက်ပြီးတော့သူ့ရဲ့အွန်းရော်မီလေးကချောလို့ထွက်တယ်ပေါ့နော်အဲ့တော့မင်းဆန်တို့ချောလို့ဘာလို့ထွက်လဲဆိုတာတတိထားမိလားတော့မသိဘူးဘာလို့လဲဆိုရင်ဘာလို့ချောလို့ထွက်လဲဆိုရင်လေသူ့ရဲ့ဒါဒီရေဆိုတဲ့အတွက်ရေနဲ့သက်ဆိုင်တာဖြစ်တဲ့အတွက်သူ့ရှိရတော့ရေစက်ခံကြီးရတော့ကျင်းသေးပေါက်လာမှာပဲပြီးအနောက်ကခံကြီးရလေမင်းဆန်တို့အန်ဖိုးမှာပါလဲပါတင်ရလဲဆိုရင်မနက်နေ့လေနေကင်းမနက်နေ့လေညနေညဆိုပြီးတော့တင်ရတယ်မလားအဲ့ဒီကမှဒီမနက်ဆိုတဲ့အာဆာဆိုတဲ့စကားလုံးလေးပါအဲ့ဒီအာဆာကိုမှသူ့ရဲ့အွန်းရော်မီကချောလျှော်ခုဆိုတဲ့မနက်စာလေးချောဆိုတဲ့အတန်ထွက်လေးရှိခဲ့ပါတယ်အဲ့ဒီအာဆာမှာသူ့ရဲ့အွန်းရော်မီကချောဆိုပြီးတော့အတန်ထွက်လေးရှိခဲ့တယ်အဲ့ဒီအတွက်အစိတ်အပိုင်းပေါ့နော်ဒီအစိတ်ပိုင်းလေးတစ်ခုလုံးကလုံးဝသွားတူနေတဲ့အတွက်ခန်းကြီးအွန်းရော်မီကလည်းတူတာဖြစ်ပါတယ်အဲ့တော့ပြန်မှတ်ရရင်ဒီရေဆိုတဲ့အတွက်ရေအစိတ်ပိုင်းလေးပါမယ်အဲ့တော့ပြီးနောက်တစ်ခုကကြတော့လေသိပ္ပံဒီအရန်တော့မဆန်ပေမဲ့ဘယ်လိုမှတ်လို့ရလဲဆိုရင်ဒီရေကမနက်ပိုင်းမှာဒီရေအတက်အကျရှိနိုင်တယ်ဆိုပြီးတော့မှတ်ထားရင်ရေနဲ့မနက်ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်ဒါဒီရေဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်ပေါ့နော်ပြီးရင်မနက်ကမနက်စာတွေပါတွေကိုချောရှော့ခုလို့ပြောတဲ့အတွက်ဒီရေရဲ့အွန်ရော်မီကလည်းချောဆိုပြီးတော့အတန်ထွက်ပါတယ်အဲ့လိုမျိုးတူတဲ့ခန်းကြီးအစိပ်ပိုင်းနေဒီခန်းကြီးတွေကကွာတကူတကပြန်ချက်စရာမလိုဘာလို့လဲဆိုရင်ကိုက N5 N4 မှာတွေကလေးလာပြီးသား N5 N4 ခန်းကြီးတွေမို့လို့ကိုရပြီးသားဟာတွေကိုပဲအသုံးချပြီးတော့စကလုံးအစ်စ်တွေကိုတိုးပြီးတော့မှတ်တာပေါ့နော်အဲ့လိုနေရအချိန်တိုအတွင်းနဲ့မှတ်တာလဲပိုလွယ်တယ်စာမေးပွဲမှာကိုအွန်းရမြေပိုင်းလျှက်တစ်ပြက်မိသွားရင်တော့မှအဲ့လိုမျိုးအတိတ်ပဲကိုခံမှန်းလို့ရတာတို့ဒီအွန်းရုံမျိုးခံမှန်းလို့ရတာတို့လုပ်လို့ရတယ်ပေါ့နော်အဲ့တော့စာအုပ်ဒီဖတ်စာအုပ်တွေမှာပါတဲ့အတိုင်းတောက်လျှောက်ကြီးကြက်တာမဟုတ်ဘဲနဲ့အတိတ်ပဲတူတာလေးတွေသူ့ရဲ့အစိတ်ပိုင်းတူတာလေးတွေဖွဲ့စည်းပုံတူတာလေးတွေကိုစုပြီးကြက်မယ်ဆိုရင်ဒီလောပထမဆုံးကြက်ချင်းကတော့ရောကောင်းရောနိုင်ပြီမဲ့တဖြည်းဖြည်းနဲ့နှစ်ခါသုံးခါဖြစ်သွားရင်အရန်ကိုမှဒီလွယ်ကူပြီးတော့စာမေးပွဲမှာလုံးဝမေးဖို့ခက်တဲ့ဆက်လုံးတွေဖြစ်သွားပါလိမ့်မယ်အဲ့တော့ကိုစကားလုံးတွေမစုနိုင်ဘူးဆိုရင်ဒီတဖြည်းဖြည်းနဲ့ဒီပုံစံတူခန်းကြီးလေးတွေဖွဲ့စည်းပုံတူတဲ့ခန်းကြီးလေးတွေအဓိပ္ပာယ်တူတဲ့ခန်းကြီးလေးတွေကိုစုပြီးတော့တင်ပြပေးသွားမှာမလို့ဒီဗီဒီယိုတွေတင်တဲ့အခါမှာဆက်ကြည့်ပြီးတော့စားလုပ်ဖို့မမေ့ကြပါနဲ့ကဲဟုတ်ပြီအဲ့တော့နည်းနည်းစကားပြောတာများသွားပြီဆိုတော့နောက်ဆုံးအနေနဲ့ဒီစက်လုံးနှလုံးပြန်မှတ်မယ်ပေါ့နော်ပထမဆုံးစက်လုံးကဒီမြစ်ဆိုတဲ့အတွက်ရေနဲ့သက်ဆိုင်တဲ့အတွက်ရေခန်းကြီးလေးပါမယ်ပြီးရင်အနောက်မှာသူကဒီခါနိုးနာဖြစ်နိုင်တော့ပေါ့ဖြစ်နိုင်တော့ဆိုရဲဒီခလေးပါမယ်ပေါ့ဒီစလုံးလေးကနည်းနည်းအမြင်လေးကလွယ်တဲ့အတွက်ဒီတိုင်းလေးပဲခပေါ့နော်သူဆိုလဲအဲ့လိုပဲဒီခါနိုးနာခလို့ဖတ်တဲ့အတွက်အစိပ်ပိုင်းတူနေတဲ့အတွက်သူ့ကိုလည်းခလို့ပဲဖတ်တာခါဆန်းဆိုပြီးတော့ဂျူကူကော်လေးရှိပါတယ်နောက်တစ်ခုကကြတော့ဒီရေဆိုတဲ့အတွက်ရေစက်ခန်းကြီးပါမယ်ရေဆန်းဆွေဆိုတဲ့ရေခန်းကြီးလေးပါမယ်ပြီးရင်ဒီရေဆိုတာကဒီရေအတက်ကြဆိုတာကမနက်ပိုင်းမှာပိုဖြစ်လေးဖြစ်တာရှိတယ်ဆိုပြီးတော့မနက်ခန်းကြီးလေးနဲ့မှတ်ထားမယ်ပြီးရင်မနက်ဆိုတာကချောတယ်ပေါ့နော်ချောမနက်ပိုင်းမှာတည်းကစပြီးတော့ချောနေတယ်ပေါ့တော့ညလုံးနှလုံးပွင့်လာအဲ့ရထားလိုက်တာနဲ့လောကမနက်မိုးလေးနဲ့ကိုမျက်နှာလေးကချောမောနေရပေါ့နော်အဲ့တော့ချောပါအဲ့ဒါဆိုရင်နောက်ထပ်နှလုံးလောက်ဆက်သွားအောင်ပေါ့နော်အဲ့တော့စုစုပေါင်း12လုံးရှိရဆိုပေမဲ့ဒီဗီဒီယိုမှာ6လုံးအထိပဲတင်ပြပေးမှာပဲကျန်တဲ့အဆက်ကိုနောက်ထပ်ဗီဒီယိုတစ်ခုထပ်ခွဲလိုက်မယ်ပေါ့နော်ဗီဒီယိုအရန်ကြာရင်လည်းမကြည့်ချင်ဘူးအဲ့တော့နံပါတ်5စလုံးလေးကဒီစလုံးလေးကလေအန်တူးအနေနဲ့ဆိုရင်လုံးဝအရေးကြီးရပေါ့တကယ်အန်တူးစစ်ခန်းကြီးပေါ့နော်နည်းနည်းလဲ
မေးလွယ်တဲ့စလုံးလေး तू ကဘာလဲဆိုရင်သူ့ရဲ့အတန်ထွက်ပေါ့နော်သူ့ရဲ့ဂျပန်အတန်ခွန်းရော်မီကိုစာမေးပွဲတွေမှာမေးပါတယ်အဲ့တော့သူ့ရဲ့အတန်ထွက်ကဘာလဲဆိုရင်မီနာမိုတိုနည်းနည်းလေးမှတ်ရတာရောတယ်နော်မီနာမိုတိုဆိုတာလေးကမေ့လွယ်ပါတယ်အဲ့တော့တိတ်ချမှတ်ပါမယ်မီနာမိုတိုဆိုတာကအရင်အမြင့်ကိုပြောတာပါအရင်အမြင့်ဒီပစ္စည်းတစ်ခုဒီအရာဝတ္ထုတစ်ခုကဘယ်ကနေဆင်းသက်လာတယ်ဆိုတော့အရင်အမြင့်ပါမီနာမိုတိုအဲ့တော့သူ့ရဲ့ခွန်းရော်မီကိုဘယ်လိုမှတ်လို့ရလဲဆိုရင်မီနာဆန်တို့ကမိုတိုအရင်ကဘယ်ကနေဆင်းသက်လာကြတာပါလဲမီနာဆန်တို့ကမိုတိုအရင်ကဘယ်ကနေဆင်းသက်လာတာပါလဲမီနာမိုတိုဆိုပြီးတော့မှတ်ရပါမယ်ဘာလို့လဲဆိုရင်ခန်းကြီးအတန်ထွက်ဒီမှာမီလီမီတာရှိလို့ပါအဲ့တော့ဒီခွန်းရော်မီလေးကိုမှတ်မိပြီဆိုရင်သူ့ရဲ့ဒီပုံစံလေးနဲ့ဒီအွန်ရော်မီလေးကိုတွားလိုက်ကြရအောင်အဲ့တော့သူကတယံဇာတာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူ့ရဲ့ဂျုကုကော့လေးကလည်းအမေးများပါတယ်သူ့ရဲ့ဂျုကုကော့ကဘလို့အဓိပ္ပာယ်ထွက်လဲဆိုရင်ရှီကန်လို့ထွက်ပါတယ်ရှီကန်လို့အတန်ထွက်တယ်ပေါ့နော်တယံဇာတာဆိုတဲ့အဓိပ္ပာယ်အဲ့တော့တယံဇာတာထဲမှာရေဆိုတဲ့အရင်းမြစ်ကလည်းအကြီးမားဆုံးသောတယံဇာတာတစ်ခုပဲလေအဲ့တော့ရေတယံဇာတာလို့မှတ်ပါမယ်တယံဇာတာဆိုတာပါလေရေအဲ့တော့ရေစပ်ပါမယ်အနောက်ကခန်းကြီးလေးကတော့ဒီအနောက်ကခန်းကြီးလေးရလဲလေတကယ်က N3 မှာမြင်မှုပါဘာလဲဆိုရင်ဂန်အင်းအကြောင်းအရင်းဆိုတဲ့ဒီဂန်ခန်းကြီးလေးပါအရှိရရေးစက်မပါရင်ဂန်အင်းဆိုတဲ့အကြောင်းရင်းကဂန်လေးပါအဲ့တော့သူဆိုလဲအဲ့လိုပဲသူ့ရဲ့အစိပ်ပိုင်းတစ်ခုလုံးကသွားတူနေတဲ့အတွက်သူ့ရဲ့အွန်းရော်မီကလည်းအတူတူပဲဖြစ်တာပါရင်းနေခွေသူကလည်းဂန်အင်းအကြောင်းရင်းဆိုတဲ့စလုံးလေးပေါ့နော်အကြောင်းရင်းဆိုတဲ့စလုံးလေးသူ့ရဲ့အစိပ်ပိုင်းတစ်ခုလုံးကတူနေရဖြစ်တဲ့အတွက်သူ့ရဲ့အွန်ရော်မီဆိုတဲ့ဂန်ဆိုတာလည်းတူနေရပေါ့နော်အဲ့တော့ရှီကန်ဆိုတဲ့တယံဇာတာပါဘာတယံဇာတာလဲဆိုရင်ရေဆိုတဲ့တယံဇာတာလို့မှတ်ပါမယ်အဓိကကလေသူကဆွဲချက်ဆိုတာထက်သူ့ရဲ့ခွန်းရော်မီလေးကိုမဖြစ်မနေချက်ဖို့မှားကြပါရဲ့မမေ့ပါနဲ့မီနာဆန်တို့ရဲ့မိုတိုဆင်းသက်လာတဲ့အရင်အမြင့်တယံဇာတာလို့မှတ်ပါမယ်မီနာမိုတိုဟုတ်ပြီအဲ့တော့ဒီနေ့သင်ခန်းစာအတွက်နောက်ဆုံးစလုံးလေးကတော့နံပါတ်6ပါတိုခဲတို့အရေးပြောတယ်ဆိုတဲ့အဓိပ္ပာယ်တိုခဲတို့အဲ့တော့သူ့ရဲ့ခွန်ရော်မီကတိုခဲတို့အရေးပြောတယ်သူများနဲ့ပေါင်းရင်ရောဆိုတဲ့အဓိပ္ပာယ်ပါအဲ့တော့သူ့ရဲ့မြန်မာလိုအဓိပ္ပာယ်ကအရေးပြောခြင်းဂျုကုကော်လေးကဘယ်လိုဖတ်လဲဆိုရင်ယောကိုက်ဒီ chemistry ပေါ့နော် chemistry ကိုဂျပန်လိုသင်တဲ့စာအုပ်မှာဆိုရင်ယောကိုင်တို့ယောပိုင်တို့ယောရှိစတို့ဆိုရင်တော်တော်များများပါတယ်ပေါ့နော်အဲ့ဒီယောဆိုတဲ့စကားလုံးလေးကအရေးပျော်တယ်ဆိုတဲ့အဓိပ္ပာယ်ယောကိုင်လို့ဖတ်ပါတယ်ဒီယောကိုင်ဆိုတဲ့စကားလုံးအထိမှတ်မိလဲရတယ်ပေါ့နော်အဓိပ္ပာယ်ကသူ့အမြင်အရေးပျော်တယ်ဆိုတဲ့အဓိပ္ပာယ်သူ့ရဲ့အွန်းရော်မီယောလေးကလည်းဘီယောအင်းတို့ဘာလို့မှပါတယ်အလှပြင်ဆိုင်ပေါ့နော်အလှပြင်ဆိုင်ကရောဆိုတဲ့ခန်းကြီးလေးနဲ့ဆင်ပါတယ်ဘာပဲกว่าလဲဆိုရင်ဒါကအရေးပျော်တဲ့အတွက်ရေနဲ့သက်ဆိုင်တဲ့စမ်းဆူကြီးပါတာမပါတာပဲกว่าတာပါအဲ့တော့ဒီဂျပန်ခန်းကြီးတွေကလေအလုံးပေါင်း2000ကျော်ရှိရဆိုပေမဲ့လေသူတို့ကအဲ့လိုမျိုးတစ်လုံးလုံးဝကွဲထွက်နေအောင်မတူညီတာမဟုတ်ဘဲနဲ့ဒီ N5 N4 မှာတင်ခဲ့ရတဲ့အစိပ်ပိုင်းလေးတွေကိုစွပြီးတော့မှN3 ခန်းကြီးတို့ N2 ခန်းကြီးတို့ N1 ခန်းကြီးတို့ပြန်ပြီးတော့ဖွဲ့သွားတာပေါ့နော်အဲ့တော့တကယ်တမ်းကိုပိုင်အထင်ရဆိုရင်ဒီ2000ကျော်လို့ပြောရဲဆိုပေမဲ့ဒီကြားတဲ့နေရာမှာပေါ့နော်အဲ့လိုမျိုးကိုယ်တိုင်စာလေးလာတော့ဆိုရင်အဲ့လိုတူတဲ့စလုံးတွေအစိပ်ပိုင်းတူတာတွေအတိတ်ပဲတူတာတွေအဲ့လိုမျိုးခွဲချမ်းပြီးကြက်လိုက်တော့စာအရန်မများသလိုခံစားရတယ်ပေါ့နော်စာအရန်များသလိုမခံစားရဘဲနဲ့ဒီဒုတ်ကိုင်းတွေပါဖတ်တဲ့နေရာမှာလေတကယ်လို့အဲ့လိုမသိတဲ့စလုံးပါလာရင်တော့မှအဲ့လိုမျိုးခံမှန်းလို့ရတာဒီအဲ့လိုဖတ်ရတာပေါ့နော်ပို့ပြီးတော့အဆင်ပြေတယ်လို့ထင်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဒီကိုကြက်ခဲ့တဲ့နီးလေးအတိုင်းပြန်ပြီးတော့မျှဝေတာဖြစ်ပါတယ်အဲ့တော့သူကအရေးပြောတာပါအဲ့တော့သူ့ရဲ့အစိပ်ပိုင်းလေးကအရေးဆိုတဲ့အတွက်ရင်းနဲ့တက်ဆိုင်တဲ့ခန်းကြီးလေးပါမယ်အနောက်ကအစိပ်ပိုင်းလေးကလေမင်းဆန်တို့ဘီယောအင်းဆိုတဲ့အလှပြင်ဆိုင်မှာပါတယ်ဘီခန်းကြီးလေးပါဘီမဟုတ်ယောခန်းကြီးလေးပါအဲ့တော့ကောင်မလေးတယောက်ပဲဖြစ်ဖြစ်ကောင်လေးတယောက်ပဲဖြစ်ဖြစ်အလှတွေပြင်လိုက်ပြီဆိုရင်ဘာဖြစ်သွားလဲဆိုအရေးပျော်ကြသွားတယ်ပေါ့အမကိုကြိုက်နေတဲ့သူတယောက်က
ပို့ပြီးတော့လှလှပပလေးပြင်လိုက်ပြီဆိုကိုယ့်ရဲ့နှလုံးသားထပ်ပြီးတော့ဖြစ်သွားလဲအရေးပြောကြရတယ်ဆိုပြီးတော့မှတ်လိုက်လို့ရပါတယ်အဲ့တော့ဒီနေ့သင်ခန်းစာကတော့ဒီစမ်းဆွီရေစက်ပါတဲ့အန်ဒူခန်းကြီး6လုံးကိုတင်ပြပေးသွားပါတာဖြစ်ပါတယ်အဲ့တော့ကျန်တဲ့6လုံးနောက်ထပ်ဗီဒီယိုမှာတင်ပြပေးသွားပါမယ်ဒီစမ်းဆွီတစ်ခုတည်းမှမဟုတ်ဘူးเนาะဒီအန်ဒူခန်းကြီးမှာပါတဲ့ဒီ radical တူခန်းကြီးလေးတွေအဓိပ္ပာယ်တူခန်းကြီးလေးတွေအုံရော်မီတူတဲ့ခန်းကြီးလေးတွေကိုလည်းတင်ပြဆက်ပြီးတော့တင်ပေးသွားမှာမလို့တိချပေါက်ぜひぜひ見てくださいそして勉強してくださいじゃあ今日はこれで終わりです皆さんお疲れ様ですバイバイ